လက်တွေ့ဘဝကိုပြောင်းလဲဖို့ဒါရည်ရွယ်ချက်တည်ပြီးဆိုရင်ဘာလို့ရတော့မှလဲဆိုတာကြီးထွားဖို့ပြောင်းလဲတာဆိုတာကြီးထွားတာပဲ ပါရမယ် နေကြီးထွားလို့ရှိရင်အရာရာပြဿနာကိုဖြေရှင်းနိုင်မယ်မကြီးထွားလို့ရှိရင်အရာရာကပြဿနာကြီးပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတစ်ချက်ကြီးလိုက်ဟုတ်လားမဟုတ်လားတချို့လူကဟာကောင်းစားလိုက်တာဟာဒါလေးတွေရှုပ်လိုက်တာဘယ်လိုလုပ်ရမှန်းမသိအဲ့လိုဖြစ်နေတယ်ဆိုရင်သူ့မှာကဘာလဲဆိုတာကိုအားကိုရဲ့အုံနောက်သွားတုံးဖို့အတွက်မကြီးထွားတဲ့ဘိုင်းလေးတွေကိုသူရက်တန့်ပြီးတော့အဲ့ဟာလေးတွေဂျုံတွေ့နေတယ်အကျိုးရလားစလို့ကသူ့တက်ချင်စိတ်ရှိနေရဲ့ဒီပြဿနာရှိလာတော့ဒါဆိုတော့ဘယ်လိုစိတ်မျိုးနဲ့သွားရင်ဆိုင်လို့ရလဲဆိုတော့ဒီအရာဖြစ်လာတာငေါ့အတွက်အကျိုးရှိတယ်ဟဲ့ဒီဖြစ်စေစိုးတဲ့ပြဿနာဒီဖြစ်ဒီဖြစ်စေအရာရာတိုင်းဖြစ်ပွားလာလို့ရှင်ငေါ့လို့အတွက်ပဲအကျိုးပြုတယ်ဒီလိုစိတ်မျိုးနဲ့နေ open လေးနဲ့လက်ခံထားလို့ရှင်ကအရာရာနေဖြေရှင်းနိုင်မယ်အမှန်တကယ်လည်းအဲ့လိုပဲနော်မကောင်းမှုတော့မော accident တခုခုပေါ့နော်ပြဿနာလေးတွေဖြစ်လာတာကနေ့ကိုဒုက္ခပေးတာမဟုတ်နေ့ကိုတိုးတက်စေချင်တာမကြိုက်တဲ့လူနဲ့ထိတွေ့ခဲ့လို့ရှင်လေဒါကမလို့တိုးတက်တဲ့အခွင့်အရေးတစ်ခုလို့ယူဆလို့ရတယ် First step